ဟုတ်ပြီတရေကျိုးထပ်ပြီးသွားပြီဆိုရင်ဒီလိုပုံလေးထွက်လာမယ်ဒီဟာကိုကျတော့ဒီတိုင်းမထားဘူးပေါ့နော်ဒီအလဲလေးကိုတစ်ချောင်းလောက်ဖိလိုက်မှာနော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာချစ်ဖို့ကောင်းတဲ့စကတ်လေးချုပ်ပြမယ်နော်ဒါလေးကအရန်လွယ်တယ်နော်ပတ်တန်လည်းမလို့ဟုတ်ပြီအရင်ဆုံးကိုကဗာတိထားမှာဆိုကလေးရဲ့ခါအတိုင်းလေးတိထားမယ်နော်ဟုတ်ပြီခါအတိုင်းလေးက21ရှိတယ်ဟုတ်ပြီဒါလေးကိုခြေက10လက်မပေါင်းပြီးတော့30လက်မဖြတ်ထားတယ်နော်အကျယ်က30လက်မနော်ခြေဒီအကျယ်က30လက်မအရှည်ဒီကနေဒီအရှည်ကကြတော့12လက်မရှိပါတယ်နော်ဒီမှာဒီခောက်တာပါနော်12လက်မအရှည်ရှိရယ်ဟုတ်ပြီအဲ့ဒါကိုခြေကဒီမှာဓာတ်လေးစားလိုက်တယ်ပေါ့နော်ဓာတ်ဆက်လေးလိုက်ပြီးတော့ဒီလိုမျိုးလေးခောက်ပြီးတော့မျိုးတိုက်ထားတယ်နော်ဟုတ်ပြီအဲ့လိုပြီးလို့ဆိုရင်တရေကျိုးဘယ်လောက်ထည့်မလဲဆိုတော့ဒါကတလက်မခွဲပြတရေကျိုးပေါ့နော်စကတ်ကြတော့ဒီအဲ့လိုတလက်မခွဲပြလေးကပို့ပြီးကြည့်ကောင်းတယ်နော်ဟုတ်ပြီအဲ့ဒီတလက်မခွဲပြတရေကျိုးဘယ်လောက်ထည့်ထားလဲဆိုတော့ဒီမှာကလေးက21ဆိုတော့21ကိုချေ3လက်မနှုတ်လိုက်တယ်နော်3လက်မနှုတ်လိုက်တော့18လက်မထည့်ထားတယ်နော်တရေကျိုးရဲ့အရှည်က18လက်မပါခါတိုင်းကို3လက်မနှုတ်ပေးရမယ်နော်ဟုတ်ပြီနော်အဲ့လိုလေးရှာပြီဆိုလို့ရှိရင်ဒါလေးကအောက်နာဆက်မဲ့ဟာလေးအောက်နာဆက်မဲ့ဟာကိုကျတော့ခြေကဒီလက်မ90လောက်ရှူထားလိုက်တယ်အရှည်ကျဲပေါ့နော်ဒီကနေဒီအကျဲကြီးကဒီလိုမျိုးအကျဲကြီးကကျတော့လက်မ90ဒီလိုအရှည်လေးကကျတော့4လက်မဟုတ်နော်ဘယ်လိုလေးရှူထားတယ်ရှူထားပြီးရင်ဒါဘယ်လိုချုပ်မလဲဆိုတော့ဒါလေးကိုအောက်နာလေးတွေခောက်ချုပ်မယ်ပြီးရင်ဒါလေးကိုချုပ်မယ်ချုပ်ပြီးရင်ဒီမှာတရေကျိုးလေးထည့်မယ်ပြီးရင်ဒီနှစ်ခုကိုဆက်မယ်နော်အဲ့ဆိုလို့ရှိရင်ဒီမှာစကတ်လေးပြီးသွားပြီရန်နဲ့လွယ်တယ်ဆိုရင်တော့ချုပ်ကြရအောင်အရင်ဆုံးတရေကျူးထည့်ဖို့အရင်ချုပ်ပါမယ်အောက်မှာထည့်မဲ့အတွန်းစာလေးကိုဒီမှာနှစ်စိတ်တစ်ခေါက်ခောက်ပြီးတော့အနားလေးလုံးပါမယ်ဟုတ်ပြီအောက်နားလေးတွေခောက်ချုပ်ပြီးသွားပြီဆိုရင်ဒီမှာခြေတို့ဓာတ်လေးကိုနှစ်ခေါက်ခောက်မယ်ကကြီးတောက်မယ်ကကြီးတောက်ရချင်းထပ်မယ်နော်အလှချင်းထပ်မယ်ကကြီးတောက်ရချင်းထပ်မယ်ထပ်ပြီးတော့ဓာတ်လေးကိုတွန်းပါမယ်နော်ဒါဆိုရင်ဒီကနေဒီထီကိုစိတ်ကြိုက်တုံပါလို့ရပြီနော်အဲ့လိုမျိုးလေးတုံပါမယ်တုံလေးတွေကိုလေညီအောင်တွန်းသွားမယ်ပြီးလို့ရှိရင်ဒီမှာဒါလေးကိုဓာတ်ဆက်လေးတစ်ချောင်းလိုက်ပါမယ်ဟုတ်ပြီပင့်ချဲလေးဒီမှာအလှဆင်ချိုးလေးတက်အောင်မယ်နော်ဒီကျတော့တရေကျိုးလေးသွင်းမယ်ဘေးနှစ်ဖက်ပူမယ်နော်ပေါ့ဟုတ်ပြီတရေကျိုးထည့်ပြီးသွားပြီဆိုရင်ဒီလိုပုံလေးထွက်လာမယ်ဒီဟာကိုကျတော့ဒီတိုင်းမထားဘူးပေါ့နော်ဒီအလဲလေးကိုတစ်ချောင်းလောက်ဖိလိုက်မှာနော်အဲ့မှာဝတ်တဲ့ခါမှာလေးတရေကျိုးမလိမ်တော့ဘူးပေါ့နော်တရေကျိုးဖိရခါမှာဒီလိုတင်းတင်းလေးဆွဲပြီးဖိမယ်နော်ဝယ်နော်ဖိလိုက်တာလေးကပိုလှသွားတယ်နော်အဲ့လိုပြီးပြီဆိုရင်ကျတို့ဘေးပိတ်မယ်ဘေးပိတ်တဲ့ခါမှာ6စိတ်တစ်လက်မှာကြိုက်တယ်လို့ပိတ်လို့ရပါတယ်ဟိုဒါဆက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့စကတ်လေးပြီးသွားပါပြီအရန်နဲ့မြန်တယ်နော်ချိုးပါတာပတ်တန်လည်းမလိုဘူးချစ်ဖို့ကောင်းတဲ့စကတ်လေးပြီးသွားပါပြီโอเคကျေးဇူးများတင်ပါတယ်